တိန်ထားပြီးတော့ကျမတို့ပြည်သူပြည်သားတွေအားကိုးဖွယ်ရာဖြစ်တဲ့လူခွင့်ရေးကိုဖြတ်စည်းပြီးတော့6လန့်ပြီးတော့เนาะကျမတို့ကိုငါဒီလို6လန့်ရင်တော့ငါ့ကိုကြောက်ပြီးတော့မဲတွေပါတွေပေးမယ်ဆိုပြီးတော့ဟိုတနေ့ကရန်ကုန်မြို့မှာသူမဲယုံလာစောင့်တာမဲယုံလာကြည့်တာမဲဘယ်နှဆောင်ပေးသွားလဲဆိုတော့လူ10ယောက်မဲပေးသွားတယ်တဲ့เนาะဒါကိုကြည့်ချင်းအပြင်လူတန်း40ပြည်သူလူထုမြန်မာနိုင်ငံမှာပြည်သူလူထုတန်း40ကเนาะ they can vote it's a fair enough election so people can vote now people deny it okay ကျမတို့လူမျိုးတွေအသက်ကိုပမာဏမထားပဲမြန်မာပြည်တွင်းမှာရှိတဲ့မောင်နှမတွေအားလုံးเนาะ40 million people can vote but only 100k or something voting for the latest election how to call it latest election so now nobody trusts them nobody trusts their election so အဲ့ဒါကြောင့်မို့လို့ကျမတို့ဒီမြန်မာပြည်မှာရှိတဲ့ပြည်သူတွေအားလုံးသိထားရမှာက DICG case ဟာပြည်ရင်းထဲမှာတိုက်တဲ့အသက်ပေးပြီးတိုက်ရတဲ့ပြည်ရင်းထဲမှာအသက်ပေးပြီးတိုက်ရတဲ့လက်နက်ကိုင်တော်လှန်ရေးလိုမျိုးပဲကျမတို့ပြည်ပမှာရှိတဲ့ဒီတရားရုံးတော်နဲ့ပတ်သက်ပြီးတော့တိုက်ရတဲ့တော်လှန်ရေးဟာလဲเนาะဒါကျမတို့ပြည်သူတွေအတွက်အရန်အရေးကြီးတဲ့အချိန်မှာဒီ case မှာသူကငါတယောက်တည်းတော့ခုံမချနိုင်ဘူးဆိုရှိသမျှကိုခေါ်သွားနိုင်တယ်။နောက်သူ့ရဲ့ lobby တွေကိုလည်းသူအကောင်းစားငှားရတယ်။အဲ့လိုမျိုးပဲကျမတို့ပြည်သူတွေဘုရားတရားလေးနဲ့เนาะသူ့ကိုအမြန်ဆုံးပါသွားဖို့အတွက်ကျမတို့ပြည်သူတွေစုတောင်းကြပါเนาะဒါကတော့ကိုနိုင်တာလေးကိုလုတ်ခိုင်းတာပေါ့เนาะနောက်တစ်ခုကတော့မင်းအောင်လိုင်းပါမပါတိုင်းပြည်ရဲ့ရှေ့ရေးဟာကျမတို့ပြည်သူတွေနဲ့အများကြီးတက်ဆိုင်တာမို့လို့အခုချိန်မှာတက်နိုင်ရင်တစ်ပင်ဆိုင်ပါတစ်ပင်ဆိုင်တာရိုးလူတွေလည်းလုံးလို့ရပါတယ်ဒီတက်ပို့ပြီးတော့လုံနိုင်တာရှိရင်စိုက်လို့ရတာအကုန်စိုက်စားလို့ရတာအကုန်မွေးပါကဘာပေါ်မှာလူဦးရေတွေကတိုးတက်လာပြီးတော့ကျမတို့တိုင်းပြည်မှာဒီစစ်ဘေးရမတ်တွေဒီစစ်ဘေးတွေနဲ့ဒီလိုဒုက္ခပေါင်းမြောက်များစွာနဲ့ရှိနေတာဖြစ်တဲ့အတွက်ကျမတို့တိုင်းပြည်မှာစားနပ်ရိက္ခာပြဿနာနောင်6နှစ်အတွင်းမှာအခုချိန်ဒီနှစ်ကစပြီးတော့နောင်4-5-6နှစ်အတွင်းမှာအတော်လေးဒုက္ခရောက်နိုင်တာရှိပါတယ်အဲ့တော့စ조사ပြီးတော့ကိုယ်တိုင်းပြည်ကိုပို့ချစ်ပေးကြပါလို့เนาะပြည်ပရောက်တွေလည်းအလုပ်တွေစ조사ပါအလုပ်ထဲမှာအဆင်မပြေရင်လည်းကျမဒီနေ့ဆိုတော်တော်အဆင်မပြေဘူးဒါပေမဲ့ကြိတ်ခံလိုက်ပါเนาะနောက်